လူဖီရဲ့ကြီးစံတွေကိုဝန်ခံလိုက်ပေမဲ့ရာဘာလူသားဖြစ်နေတဲ့အတွက်ရှေ့ခေတ်မိခက်တနတ်ရဲ့ကြီးစံအလုံးတွေကသူ့အပေါ်မထိရောက်ပဲအားလုံးကပြန်ကန်ထွက်သွားခဲ့ပါတယ်သူကသူပင်လယ်ဓမြဘရင်ဖြစ်လာမဲ့သူလို့ပါကြီးကြီးကျယ်ကျယ်တွေပြောနေတဲ့အတွက်ကျန်တဲ့သူတွေကအံ့ဩနေကြပြီမဲ့ခိုဘီကတော့လူဖီတာဆိုရင် One Piece ရတနာကိုအရယူနိုင်မှာဖြစ်တဲ့အကြောင်းထောက်ခံလိုက်ပါတယ်လူဖီယူလာပေးတဲ့ဓာတ်တွေအကုန်လုံးကဇိုရိုရဲ့လက်နက်တွေဖြစ်နေပြီးသူကဓာတ်သုံးချောင်းစတိုင်ကိုသုံးတာဖြစ်တဲ့အကြောင်းနဲ့မြောက်မသားကလည်းသူနဲ့အတူအစိုးရကိုပုံကန်တဲ့ကောင်လုံးမလားဒီနေရာမှာရေတက်ကတတ်တာခံမလားရွေးခိုင်းနေတဲ့အတွက်မတက်နိုင်တဲ့အစုံဇိုရိုလည်းလူဖီစီမှာပင်လယ်ဓမြလုပ်ဖို့လက်ခံလိုက်ရပါတယ်ကြီးစံတွေတောင်ပြန်ကန်ထွက်လာတဲ့ကောက်ရုပ်အထုပ်ကောင်ကနတ်ဆိုးတစ်တီကိုစားထားတာဖြစ်ပြီးသမုတ်တရားရဲ့ရတနာလို့တင်စားကြတဲ့အဲ့ဒီအတီကိုစားမိတဲ့သူကရေလိုင်းကြီးတွေဖြစ်အောင်လုပ်နိုင်တာမိမုံနိုင်တာလိုမျိုးတဘာဝလုံးစွမ်းအားတွေရနိုင်တဲ့အကြောင်းမော်ဂန်ကပြောပြလိုက်ပါတယ်ကဘာပေါ်မှာအဲ့လိုအတီတွေအများကြီးရှိတယ်လို့ကောလာဟလာတွေရှိပေမဲ့ဘသူမှတေချာမသိပဲ Grand Line လို့နေရာမျိုးမှာပဲတွေ့ရတတ်တာဖြစ်လို့အဲ့လိုကောင်ကိုအရှင်ထားမဲ့အစားတနက်နဲ့ပြစ်မရရင်ဓာတ်နဲ့ခုတ်ဖို့အမိန့်ပေးလိုက်ပါတယ်အဲ့အချိန်ကြီးတောင်ညံကြီးရှင်လူဖီကကြိုးပြလို့မရသေးပဲသူ့လုံးမှာပိုတောင်တင်းသွားတဲ့အကြောင်းတိုင်ပတ်နေပြီးကန်ကောင်းထောင်းမဆောင်နေပဲရေတက်သားတွေအနားရောက်လာတဲ့အချိန်ဇိုရိုကကွက်တိသူ့ရဲ့ဓာတ်တွေကိုထုတ်နိုင်လိုက်ပါတယ်အရှိပင်လေရဲ့အကြော်ကြားဆုံးဓာသမားတယောက်ဖြစ်နေရကြောင်းရေတသားတွေလည်းလှုပ်တော့မလှုပ်ရဲကြပဲဇိုရိုကသူ့အနေနဲ့ပင်လေတများလုံးမယ်လို့ဂတိပေးလိုက်ပေမဲ့သူ့ရဲ့ရီမန်းချက်ဖြစ်တဲ့ကမ္ဘာအတော်ဆုံးဓာသမားဖြစ်ရမယ်ဆိုတဲ့ကိစ္စကိုနှောင့်နှင်းစေရင်တော့လူဖီကိုယ်တိုင်သူ့ကိုတောင်းပန်ရမယ်လို့ပြောထားလိုက်ပါတယ်လူဖီကလည်းပင်လေတများဘရင်ဖြစ်လာမယ်သူ့ရဲ့အဖွဲမှာကမ္ဘာအတော်ဆုံးဓာသမားတယောက်ရှိတဲ့အကြောင်းကြီးကြီးကျယ်ကျယ်တွေပြန်ပြောလိုက်ပြီးဂေါမူနို whip ဆိုတဲ့ကြာဖို့တိုက်ကွက်နဲ့ရေတက်ကကောင်တွေကိုအမှောက်သိပ်ပြလိုက်ပါတယ်နတ်ဆိုးတစ်တီစားထားတဲ့သူတယောက်နဲ့ပင်လယ်သမားမုတ်ဆိုးဇိုရိုကိုလုံးဝမရှင်းနိုင်တဲ့ရေတပ်သားတွေလည်းကြောက်လန့်နေကြပေမဲ့နောက်ဆုံးတဲ့ကောင်မှန်သမျှတပ်ပြစ်မယ်ဆိုတဲ့မော်ဂန်ရဲ့အမိန့်ကိုလည်းမလွန်ဆန်ရဲကြပဲတိုင်ပတ်နေတဲ့အချိန်လူဖီကကပတိန်မော်ဂန်စီကိုဥတီတက်ခိုင်းလိုက်ပါတယ်ရေတပ်ရဲ့ကပတိန်ပစိန်နဲ့မော်ဂန်လည်းသူ့ရဲ့အားပြင်းတဲ့ခုတ်ချက်တွေနဲ့ပြန်တိုက်ပေမဲ့လူဖီလိုငချွတ်လေးကတောက်ခွက်အပြဲသားနဲ့မျက်နှာတွေကြီးကန်နေရကိုရေတပ်သားတွေလည်းမျက်ဝါးထင်ထင်တွေ့လိုက်ရပါတယ်ဟမ်မပိုးကခိုဘီကိုတန်းတန်းထောက်ပြီးရက်ခိုင်းနေရတော့လူဖီကတော့ဂယုမဆိုင်ပဲမော်ဂန်ကိုပဲ့ပဲနဲ့တမနေပြီးလူဖီရဲ့စိတ်သက်ကိုတိနေတဲ့ခိုဘီကလည်းသူ့တေးရင်တေးပါစေဆက်လုပ်ဖို့အော်ပြောလိုက်ပါတယ်ဟဲမဖို့တကယ်မလုံရဲဘူးဆိုတာသိရဲ့လူဖီကလည်းသူ့ရဲ့လက်သီးကိုပြင်လိုက်ပြီးနောက်ကပြန်ထလာတဲ့မော်ဂန်ရဲ့တိုက်ကွက်ကိုတောင်လုံးဝဂယုမဆိုင်ပဲဇိုရိုကသူ့ရဲ့ကပတိန်ကိုလုံးဝအထိခံမှာမဟုတ်ဘူးဆိုတာကိုလူဖီကသိနေပြီးသားဖြစ်ပါတယ်နမဲဆိုးနဲ့ကြော်ကြတဲ့ပစိန်နဲ့မော်ဂန်ကိုနှိမ်နှင်းလိုက်ကြတာကြောင့်ပြဿနာတက်ပြီလို့ထင်လိုက်ကြပေမဲ့ရေတပ်သားတွေအားလုံးကအမြဲဘူချနှိမ့်ဆက်နေတဲ့ကပတိန်မော်ဂန်အဆုံးသတ်သွားတဲ့အကြောင်းပို့ပြီးတောင်ပျော်နေကြတာကိုတွေ့လိုက်ရပါတယ် US နိုင်ငံ location ရတဲ့ဘယ် VPN မဆိုခန့်ကြည့်ပေးခြင်းဖြင့်ကျွန်တော်ကိုဝင်ငွေရအောင်ကူညီပေးနိုင်တာမို့လို့တစ်ဖက်တစ်လမ်းကနေ VPN အသုံးပြုရုံနဲ့ဗီဒီယိုလေးတွေကိုစပို့ပေးဖို့တောင်းဆိုချင်ပါတယ်မော်ဂန်ရဲ့ရုံးခန်းထဲမှာတော့တခိုးမလေးကရှိသမျှပစ္စည်းတွေကိုလှန်လို့ရှာရင်မိကန်တစ်တာထဲမှာသူလိုချင်တဲ့ Grand Line မြေပုံကိုတွေ့သွားပေမဲ့မြေပုံဟုတ်မနေပဲဘက်ဂီဆိုတဲ့ပင်လယ်ဓမြကသူယူသွားတယ်လို့ရေးထားခဲ့တာကိုမြင်လိုက်ရပါတယ်မသိမျိုးဘက်ဂီလို့ကြော်ကြားတဲ့ပင်လယ်ဓမြကပတိန်တယောက်ကယူသွားတာဖြစ်လို့ဘာမှမတတ်နိုင်တော့ပဲဇိုရိုကတော့3ဘက်လောက်ဘာမှမစားခဲ့ရတာကြောင့်ရီကာဒိုဆိုင်မှာဘိုက်ခွင်းနဲ့အောင်ကြိတ်နေခဲ့တာဖြစ်ပါတယ်ဒါပေမဲ့မြောက်မသားကသူ့တက်2ဆလောက်ပိုစားနေတာဖြစ်ပြီးသူတို့တွေကအဖိနှိတ်ခံဒီမျိုးကိုမော်ဂန်ရဲ့လက်ထက်ကနေကယ်လိုက်တာဖြစ်လို့အားလုံးကလည်းကျေးဇူးတင်နေကြတာဖြစ်ပါတယ်ပင်လယ်ဓမြဘရင်လုံးမဲ့လူဖီစီမှာနောက်လိုက်တွေအများကြီးရှိနေလိမ့်မယ်လို့ဇိုရိုကထင်ခဲ့ပေမဲ့တောက်ကျိုးနဲ့သူကပထမဆုံးအဖွဲ့ဝင်ဖြစ်နေပြီးတင်းမောကပါဖင်ထိုင်ရုံလောက်ပဲကျဲတာကိုတွေ့လိုက်ရပါတယ်လူဖီကတော့သူ့သားတင်းမောအကြီးကြီးရလာတဲ့အချိန်ကျရင်ပင်လယ်ဓမြအလံတစ်ခုလည်းလိုချင်တဲ့အကြောင်းပြောနေပေမဲ့အဲအတွက်တော့မြောက်မသားမှာဘာအစီအစဉ်မှရှိမနေတာကိုသိလိုက်ရတဲ့ဆိုလို့လေသူ့ရဲ့တောက်ကျိုးနဲ့ကပတိန်ဘလောက်ပိန်လဲဆိုတာကိုသဘောပေါက်သွားခဲ့ပါတယ်လူဖီကတော့သူတို့နှစ်ယောက်အဲ့လီလီနဲ့ Grand Line ကိုပါရအောင်သွားမယ်လို့ပြောနေရကြောင်းကဘာပေါ်ကပင်လယ်ကြီးနှစ်ခုကိုပိုင်းခြားထားတဲ့ကုန်းမြေ Red Line ကိုဒေါင်လိုက်အနေထားနဲ့တကဘာလုံးကိုဖျက်သွားတဲ့ Grand Line ဆိုတာကပင်လယ်ဓမြဘရင်ကြီးဂိုရော့ဂျာ One Piece ကိုထားခဲ့တဲ့နေရာဖြစ်တဲ့အတွက်ကဘာတဝမ်းကရှိသမျှအကြမ်းတမ်းဆုံးရာဇဝတ်သားတွေကတော့ပင်လယ်ဓမြတင်းချိုင်းလို့တင်စားရတာဖြစ်တဲ့အကြောင်းခိုဘီကပြောပြလိုက်ပါတယ်Grand Line ကိုဝင်သွားတဲ့သူမှန်သမျှဘယ်သူမှအသက်ရှင်လျက်နဲ့ပြန်မထွက်လာနိုင်ဘူးလို့လဲကောလာဟာလာတွေရှိတဲ့အတွက်မသွားစေချင်ကြပေမဲ့လူဖီကတော့ One Piece တာရှိနေရင်ဘယ်နေရာပဲဖြစ်ဖြစ်သွားဖို့ဆုံးဖြတ်ထားတာကြောင့်ဇိုရိုလည်းသူ့ကပတိန်ရဲ့ဆန္ဒအတိုင်းသဘောတူလိုက်ရပါတယ်ခိုဘီကတော့တိတာတိတ်မကြသေးပေမဲ့သူလေးစားရတဲ့တငယ်ချင်းလူဖီကိုစိတ်ပူနေရဖြစ်ပြီးငငယ်တွေကသူ့မှာတငယ်ချင်းစုပ်လို့မရှိပဲပြောညံ့တဲ့ကောင်ဖြစ်လို့ဘယ်သူမှလည်းကာကွယ်မပေးချင်ကြပေမဲ့လူဖီနဲ့ဇိုရိုကသာသူ့ရဲ့အိမ်မက်ကိုအကောင့်ထဲဖော်ဖို့ယုံကြည်ချက်ရှိလာစေတာဖြစ်တဲ့အကြောင်းနဲ့ရေတပ်ထဲကိုလည်းဝင်ဖို့ဆုံးဖြတ်လိုက်ပြီးဖြစ်တဲ့အကြောင်းပြောပြလိုက်ပါတယ်ဒါပေမဲ့ခိုဘီကအေဗီတာရဲ့တင်မောပေါ်မှာ2နှစ်လောက်နေခဲ့တာဖြစ်လို့ရေတပ်ရဲ့ထောက်လှမ်းရေးတွေကလည်းခိုဘီကပင်လယ်ဓမြတင်မောသားအဖြစ်တောက်တော့မရလောက်ခဲ့တဲ့ဆိုတာသိနေလောက်တဲ့အကြောင်းနဲ့အဲ့ဒါကြောင့်လည်းသူတို့တက်ထဲကိုဝင်ခွင့်ပေးမှာမဟုတ်ဘူးလို့ဇိုရိုကသတိပေးလိုက်ပါတယ်အဲ့အချိန်မှာရေတပ်သားတွေရောက်လာကြပြီးသူတို့မျိုးနဲ့ရေတပ်စကန်ကိုလူရန်ကမော်ဂန်ရဲ့လက်ထက်ကနေကယ်ပေးလိုက်တဲ့အတွက်ကျေးဇူးတင်မိမယ်သူတို့ရဲ့ရန်သူပင်လယ်ဓမြတွေဖြစ်နေရကြောင်းရေတပ်ရဲ့အမည်နာမအရလှုပ်ထားပေးလို့မရပဲဒီမျိုးကနေချက်ချင်းထွက်သွားဖို့လာပြောခဲ့ပါတယ်မျိုးသူမျိုးသားတွေကလည်းသူတို့ရဲ့ကျေးဇူးရှင်ကိုအဲ့လိုမလုပ်ချင်ကြပေမဲ့လက်ရှိအခြေအနေကိုနားလဲတဲ့လူဖီကချက်ချင်းထွက်သွားဖို့ပြင်ဆင်လိုက်ပြီးခိုဘီကသူ့ရဲ့အဖွဲသားမဟုတ်ပေမဲ့သူ့အခုချိန်ထိဘာတွေလုပ်ခဲ့လဲဆိုတာသိရလို့လူဖီကရေတက်ရှိမှပြောပြလိုက်ပါတယ်အရန်ဝါတဲ့ရုပ်ဆိုးဆိုးပင်လယ်ဓမြမကြီးတယောက်ရှိတဲ့အကြောင်းမှာအစချီနေတဲ့အတွက်အဲအကြောင်းရေတက်ကတာတိသွားရင်ဝင်မရတော့မှကိုစိတ်ပူတဲ့ခိုဘီကလည်းလူဖီစကားဆက်မပြောခင်မျက်နှာကိုထိုးချလိုက်ပါတယ်လူဖီကလည်းခိုဘီကိုလုံးဝမညပဲပြန်တီးနေရကြောင်းလက်မလုံခင်ဇိုရိုကဝင်တားလိုက်ပြီးအဲ့လောက်ရဲဆက်ထိုးချိတ်နေတဲ့အတွက်သူတို့ကတဖွဲ့တည်းမဟုတ်ဘူးဆိုတာကိုရေတက်သားတွေလည်းယုံသွားခဲ့ပါတယ်အဲ့အချိန်ကျမှခိုဘီလည်းလူဖီကသူ့အတွက်တမင်ဒေါသကိုစွပေးခဲ့တာမှသဘောပေါက်သွားခဲ့ပြီးနောက်ဆုံးအချိန်ထိတောင်သူ့လိုငတုံးတကောင်ကိုဂယုစိုက်ပေးနေသေးရကြောင်းလူဖီဖြစ်စေချင်တဲ့အတိုင်းသူ့ကိုရေတက်ထဲဝင်ပေးဖို့ချက်ချင်းတောင်းဆိုလိုက်ပါတယ်ရေတပ်သားဖြစ်ရမယ်ဆိုရင်တောက်တော့မရမကားလို့ဘာပဲဖြစ်ဖြစ်လုံနိုင်တဲ့အကြောင်းနဲ့တနေ့ကျရင်ရေတပ်ရဲ့အရာရှိတယောက်ဖြစ်လာရမယ်လို့ပါထပ်ပြောလိုက်တဲ့အတွက်ဘိုးကြီးလည်းမငင်းတာတော့ပဲရေတပ်ကိုပေါ်သေးသေးမှတ်မှတ်ဖို့ပြောရင်ဝင်ခွင့်ပြုလိုက်ပါတယ်
စိတ်ကမ်းမှာတော့တခုမှလေးကဘက်ကီပင်လယ်တများနောက်ကိုလိုက်ဖို့ပြင်ဆင်နေပြီးသူ့ကပတိန်အကြောင်းခဏလေးနဲ့ကောင်းကောင်းသိရဲ့ဆိုလိုကလည်းလူဖီဘာလို့အဲ့လိုတရုပ်ဆောင်ငယ်လဲဆိုတာကိုသိနေပြီးသားဖြစ်ပါတယ်သူတို့ထွက်သွားတဲ့နီးမှာရေတပ်သားခုတ်ပြီးနဲ့ရီကာဒိုကကျေးဇူးတင်စကားလာပြောခဲ့ပြီးပင်လယ်တများဖြစ်နေရင်တောင်လေးစားသိတဲ့သူတွေမို့လို့ရေတပ်သားတွေကလည်းနောက်ဆုံးအကြိမ်အဖြစ်လာရောက်အလေးပြုနှုတ်ဆက်လိုက်ပါတယ်တကယ်တော့ရေတပ်ဗိုလ်ကြီးကလည်းအကြောင်းဆုံးကိုသိနေရဖြစ်ပေမဲ့လူဖီလိုတငယ်ချင်းကောင်းရထားတဲ့ခိုဘီရဲ့စိတ်ဓာတ်ကိုလေးစားလို့ဝင်ခွင့်ပြုခဲ့တာဖြစ်တဲ့အပြင်ပင်လယ်တများတွေကိုအလေးပြုမိရဲ့သူတို့ကိုယ်တိုင်လည်းအပြစ်ပေးတဲ့အနေနဲ့3ရက်လောက်အစာမစားဖို့အမိန့်ချမှတ်လိုက်ပါတယ်ပင်လယ်တများနဲ့ရေတပ်သားဆုပ်ပြီးကွဲသွားရင်တောင်ခိုဘီကတော့လူဖီကိုတစ်ချိန်တနေရာမှာပြန်တွေ့ချင်တဲ့အကြောင်းတွေးနေမိပြီးအသစ်ဆက်2ယောက်တည်းရှိတဲ့ပင်လယ်တများအဖွဲ့ကလည်းကမ်းမမြင့်လမ်းမမြင့်နေရာထိသူတို့ရဲ့အိမ်မက်တွေအတွက်ရွှေလင့်လာခဲ့ကြပါတယ်လူဖီကသူတနေ့ကျရင်ပင်လယ်တများဘရင်ဖြစ်စေရမယ်လို့လူတရက်ကိုဂတိပေးထားတဲ့အကြောင်းနဲ့ကမ္ဘာအဖိုးတက်ဆုံးရတနာ One Piece ကိုရအောင်ရှာမဲ့ပြင်အရန်လန်းတဲ့အဖွဲ့သားတွေနဲ့အတူသူ့ရဲ့အိမ်မက်ကိုဖြစ်အောင်လုပ်ချင်တဲ့အကြောင်းပြောပြလိုက်ပါတယ်ပင်လယ်ထဲကတနေရာမှာတော့ရတနာတွေတိုက်ယူလာတဲ့ကပတိန်ဘက်ကီအဖွဲ့တွေကဓမြ3ယောက်ရှိနေပြီးအနားမှာလည်းလှေတစည်းနဲ့မျောလာတဲ့ကောင်မလေးတစ်ယောက်ကိုတွေ့လိုက်ရပါတယ်စားရကန်ကြုံလို့မုတ်စိတ်ပြားဆွဲပြီးထင်းနေတဲ့ကောင်တွေလည်းကောင်မလေးနဲ့အတူပါလာတဲ့ရတနာတစ်တာကိုအငမ်းမရသွားကြည့်နေကြတဲ့အချိန်မှာသူတို့ရဲ့တကယ်ရတနာတွေပါတဲ့လှေကိုတော့တခိုးမလေးကအလစ်တုတ်သွားခဲ့ပြီဖြစ်ပါတယ်။ကောင်မလေးကရာသီဥတုအခြေအနေကိုတိမ်တွေကြည့်ုံနဲ့တင်ပြောနိုင်နေသူဖြစ်လို့တိတ်မကြခင်မုံနှန်းထမ်းတော်မဲ့အကြောင်းမှသတိပေးခဲ့လိုက်ပြီးဘက်ကီရဲ့လှေကိုတော့ပါနန်းနဲ့ယူသွားခဲ့တာဖြစ်ပါတယ်။အဲ့အချိန် Grand Line ကိုသွားမယ်အိမ်မက်ကိုအကောင့်ထဲပုံမယ်ဆိုတဲ့တောက်ကျိုးနဲ့2ယောက်ဖွဲ့ပင်လယ်ဓမြတွေလည်းဗိုက်စားတဲ့တန်းကြောင့်ပြင်ပန်းနေကြတဲ့ပြင်ကပတိန်ညောင်းမာတာကရေချောင်းခရီးကိုဘယ်လိုသွားရမလဲဆိုတာတော့မသိပဲညံကောင်းစွာနဲ့လေတိုက်တဲ့ဘက်ကိုရွှဲလင့်လာခဲ့တာဖြစ်ပါတယ်။ကျေးစားမုတ်ဆိုးဆိုတဲ့ကောင်ကလည်းပင်လယ်ထဲကိုလူတယောက်ထွက်ဆိုင်ရင်းနဲ့သူ့ရကိုမပြန်တတ်တော့တာကြောင့်စားဝတ်နေရေးအတွက်လူဆိုးဖမ်းပြီးဗိုက်ဖြစ်နေရတာဖြစ်လို့နှစ်ကောင်သား၄နေရမျောနေကြတာဖြစ်ပါတယ်။အဲ့အချိန်လှေကလှုပ်သွားတာကြောင့်လူဖီရဲ့ကောက်ရုပ်အုပ်ထုပ်ပြုတ်ကြတော့မဲ့အချိန်ဒီအုပ်ထုပ်ကသူနဲ့အတူတူတိုက်ပွဲတွေအများကြီးကိုကြော်ပြတ်ခဲ့တာဖြစ်လို့အရန်အရေးပါတဲ့ပစ္စည်းဖြစ်တဲ့အတွက်လူဖီကိုတော့ပေးလို့မရဘူးလို့စပင်အနီနဲ့လူတယောက်ပြောခဲ့တာကိုပြန်မှတ်မိသွားခဲ့ပါတယ်။ရေထဲကိုပြုံးမကြခင်ဇိုရိုကလှမ်းဖမ်းပေးလိုက်ပြီးအချိန်တွေကလည်းလက်ရှိကာလကနေရှန့်ဆိုတဲ့ပင်လယ်ဓမြတယောက်ရဲ့အကြောင်းစီကိုပြန်လည်ရောက်ရှိသွားပါတယ်။ဒါကတော့ One Piece အပိုင်း2ဖြစ်ပြီးအပိုင်း3ကိုနောက်နေ့မှတင်ပေးသွားမှာမို့လို့ Like Share Comment နဲ့ YouTube မှာလည်း Subscribe လေးလုပ်ပြီးအားပေးခဲ့ကြဖို့တောင်းဆိုချင်ပါတယ်။ Brother က Facebook ကပဲဖြစ်ဖြစ် YouTube ကပဲဖြစ်ဖြစ်ဒီဗီဒီယိုကြည့်နေရဆိုရင်ကျွန်တော်အတွက်အနည်းဆုံးတော့ like တစ်ချက်နဲ့ comment တစ်ခုခုအဆင်ပြေရလေးမှန်းငယ်ပေးဖို့တောင်းဆိုချင်ပါတယ်။သဘောကျရင်တော့ share လေးနဲ့ပါကူညီသွားလို့ရပါတယ်။ Brother က Facebook ကပဲဖြစ်ဖြစ် YouTube ကပဲဖြစ်ဖြစ်ဒီဗီဒီယိုကြည့်နေရဆိုရင်